နေတဲ့ခဏငါရဲ့ဘဝမှာပြောဆုံးမှာသက်စာမကစိတ်ကူးထားစကူရင်ချာလေးတိုက်တဲ့ခါတိတ်တိုင်လို့ဝေးကိုလွင်မျောပါလမ်းခွဲခြင်းကတယောက်တနေရာနေစရာသိနူးနေချိခိုင်ပေါ်ပဲခံစားလေဒီရလာငါစိတ်မချဝေးကွာခြင်းဟာဘူမိတစ်ခုဆိုငါကိုကျွမ်းလောင်စေတဲ့လားအခုတော့မင်း